မကွေးတိုင်းဒေသကြီးအောင်လံခရိုင်စမောင်ဝဲမြို့နယ်ညောင်ချောက်ကျေးရွာအေးချမ်းမြိုင်တာကျောင်းတိုက်အတွင်း၌ငင်းရန်ကဘာကျောင်းဆောင်တစ်ကမဝါရွတ်မြေနှုတ်ပနက်ရိုက်ပြတိုလာပြည့်ကျော်14ရက်နေ့တွင်စတင်ပြုလုပ်ခဲ့ပါသည်ထို့သောဤသို့ပြုလုပ်ခဲ့တာကိုသိသူများလည်းပိုပြီးနားလည်အောင်မသိသူများလည်းသိရအောင်ကျွန်တော်မောင်ဆန်ရှားမှတင်ဆက်ပြသလိုက်ရပါသည်ပထမဆုံးအနေနဲ့ကျောင်းဆောင်ဝင်းအတွင်း၌လှဲ့လေကမဝါရွတ်ဖက်တာကိုပြသခြင်းပါသည်ဇယံတော်ဘောရိယမူလီတကြနနတိဝဋ္ဌနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတဗလင်္ကေဒီပေဘုထုဝိဘုခလေအဘိပေကေသဗ္ဗဗုဒ္ဓနာအကပတောပမောတတိသုနခတံသုမင်္ဂလံသုဘဗဒံသုထိတံဒုက္ခနောသမုဟုတ်တောသသူယေထံဗြဟ္မစာရိတုပဒကိနံကာယကမ္မံဝါစာကမ္မံပဒကိနံမနောကမ္မံပဏိတိတိပဒကိနေပဒကိနာနိကတဝနာလဗန္တတိပဒကိနေတိအတ္တနတ္တဒုက္ခိတဝိရောလဗုဒ္ဓသာသနေအာရောဂဒုက္ခိတဟောထသဟန္တဗေညာတိပိဇယံနောဘောရိယမူလေတကြနနတိဝဋ္ဌနောဧဝမေဝဇယတုဇယမင်္ဂလေအပရာဇိတဗလင်္ကေတိတေဘုထုဝိဘုခလေဒုတိယတစ်ခုအနေနဲ့မြေနှုတ်မြင်နေလောက်တာကိုကြည့်ရှုသူမိဘပြည်သူများဘူးသူရရရှိစေရန်ကျွန်တော်မှတင်ဆက်ပြသလိုက်ရပါသည်သမ္မာတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဘုနာတုမေဗန္တိတံခောယောတောတံခိနာတိစီဝရေနာအဝိဘဝတောသမ္မာတောယတိတံခတပဒကလံတံခောတံတိစီဝရေနာအဝိဘဝတံသမဝနေယဧတညတိသုနာတုမေဗန္တိတံခောယောတောတံခိနာတိစီဝရေနာအဝိဘဝတောသမ္မာတောတံခောတံတိစီဝရေနာအဝိဘဝတံသမဝနတိယတယတမတောခမတိဧဒတတိစီဝရေနာအဝိဘဝတတသမုခာတောသောတုံနတယတနခမတိသောဘာတေယကမဝါများရွတ်ဖက်တရစပြီးတဲ့အခါမှာနောက်ဆုံးအနေနဲ့ပနက်ရိုက်ခြင်းပြုလုပ်ခဲ့ပါသည်ပရဂိနမနောကမ္မပဏိတိတိပဒကိတိပရဂိနနိကတဝနာလမတတိပဒကိတိတေယတလတသုခိတဝိရောလဗုဒ္ဓသာသနေပနက်ရိုက်ရမှာတရွာလုံးရဲ့စုပေါင်းအင်အားတွေနဲ့တက်ညီလက်ညီမြင်ရတာတကယ်ပင်အားရကျေနပ်စရာကောင်းလာပါတယ်ဗျာဒါဟာကျွန်တော်တို့ညောင်ချေတောက်ခကုန်းတာကြီးရွာရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ငင်းချမ်းကဘာကျောင်းဆောင်တစ်အတွက်ကျွန်တော်တို့ရွာလူရွာသားများတက်ညီလက်ညီပျော်ပျော်ရွှင်ရွှင်နဲ့အင်အားပြတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗျာYeah. Okay. ဒီစံနာမျက်နှာကြရိုက်ကောင်းတိုင်းရိုက်နေတာပဲကွာဘာလို့လဲပြီးပြီး
ဝိမရှိကိုရဲရဲမှာ မိဘပြည်သူများအားလုံးပဲနောက်ဆုံးအနေနဲ့ကုန်းဘိုရွာဦးကျောင်းဆရာတော်ဦးဝီတုတ်တရဲ့တရားတော်နဲ့အတူနှုတ်ဆက်လိုက်ရပါသည်ဗျာအားလုံးပဲတာရုအနုမောဒနာခေါ်ယူနိုင်ကြပါစေဗျာ ကုသိုလ်အမြတ်အမြတ်အမြတ်ရေတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ရေတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ရေတော်မူကြပါကုန်လောသာဓုသာဓုသာဓု đúng là ra vậy lý là không biết gì là Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ